Hello April ပါဒီနေ့ကတော့ April Town ကလာမှာနာမည်ကြီးနေကောင်းကြီးနဲ့ဆိုင်ကိုသွားမှာပေါ့နော် TikTok မှာတက်လာလို့စားကျင်တော့သွားကြည့်ပါမယ် April တို့ခက်တီတီနဲ့တော့သွားနေရပါတော့တကယ်တော့ April တို့လမ်းကျော်သွားပါတယ်လမ်းကျော်ပြီးတော့ပြန်လှည့်ရတယ်ပေါ့နော်လမ်းကျော်ပြီးပြန်လှည့်ရတော့ April တို့ပေါ့နော်စီးတဲ့ဟိုရောက်သွားတဲ့အချိန်မှာစောပါသေးရပေါ့နော်ဒါပေမဲ့စောသေးပေမဲ့အဲ့ဆိုင်ကအစောကြီးပဲရှိလဲလူကတော့အခုမြင်တဲ့အတိုင်းပဲအုံခဲနေရပဲပေါ့နော်နာရီရတော့9နာရီကျော်ပဲရှိသေးတယ်ဒါတော့လမ်းကျော်သွားလို့ပြန်ရိုက်ပြပါပေါ့နော်ဒါတော့နှစ်ဘူးကို1000ဘူးဝယ်လာပေါ့နော်အစုံပေါ့ဒါတော့ကောင်းကြီးနဲ့အစုံနဲ့ဒါ9000ဘူးပါဒါတော့ဒါဘူးလုံးဒါလည်း9000ဘူးပါဘူးရှင်းနေတော့များပါရဲ့ပေါ့နော်ဒီကြည့်ပါမယ်ရှုပ်လေးကိုလည်းသိခံကြည့်ပေါ့နော်ဆွဲချပြီးပေါ့စား။ကောင်းကြီးကအရင်နဲ့မပြေဘူးပေါ့နော်။ရင်လည်းမမအောင်စားလို့အဆင်ပြေပါတယ်။ကောင်းကြီးနဲ့ကဟိုပါရဲ့စီထမင်းပါရဲ့ငချိတ်ပါရဲ့ပဲပေါင်းပါရဲ့အဖြူပါရဲ့အဲဒါဦးစီခဲနေနဲ့ဒါနောက်တစ်မျိုးပလုတ်တော့ဒါနောက်တစ်မျိုးပါဘယ်လိုခေါ်လဲစာကူအတုံးလေးဒါရွှေထမင်းလို့ခေါ်ရနော်အဲ့ဒါရွှေထမင်းလေရွှေထမင်းမှာရွှေထမင်းကိုအဲ့မို့အရင်ပြည့်ဖြစ်နေတယ်အမှန်တကယ်ဆိုတောင်းပြရမှာရွှေထမင်းကငါညမမုတ်တယ်မှာအကြိုက်ဆုံးမဟုတ်ဘူးဟုတ်တယ်ထမင်းနဲ့အကြိုက်ကောင်းရင်နဲ့ကတော့အဆင်ပြေဒါငွေထမင်းမှာရွှေငွေနဲ့စားနေအောင်ရွှေငွေနဲ့စားနေအောင်ဟုတ်တယ်ရွှေထမင်းနဲ့ငွေထမင်းကပုံမှန်ဆိုကျမတို့မမကြီးစားရလို့မဟုတ်လို့နည်းနည်းတော့ပြော့နေပါရွှေထမင်းမပြေတော့မကြိုက်ပါဝယ်တော့ဝယ်လာမကြိုက်ပါအဲလိုစားဘူးပါတာကူကောင်းတယ်ကောင်းနေဟိုရွှေထမင်းနဲ့ငွေထမင်းကနည်းနည်းလေးမှရင်ပိုကောင်းတယ်Thank you ပါ bye bye ပါ